funny. I have waited Oh, so. just shut the fuck up and do it already. Yeah, Stony X မှာကျေးဇူးပါတယ် The hardest part အခဲဆုံး episode ပါပဲနောက် episode တွေကနေစပြီးတော့ video လောက်ရတာပါလွယ်ကူသွားပါပြီအခု video မှာတော့ HBO ရဲ့ The Last of Us Season 2 episode 2မှာပါဝင်ခဲ့တဲ့မြုပ်ထားတဲ့ Easter eggs တွေ Predator တို့အများစုလွတ်သွားလောက်ကြမယ့်အရာလေးတွေကိုစင်မိုင်စင် breakdown လုပ်ပေးထားပါတယ်အဲ့ဒါကြောင့်စိတ်ဝင်စားကြရဆိုရင် video လေးကိုစောင့်အောင်အထီးကြည့်သွားပေးကြပါဦး and as always guys video လေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြားရဆိုရင်တော့ video တွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစောင့်အောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်အောင် I am vengeance. I am the night. I am Batman. Okay ဒီ episode ဒီရုပ်ရှင် history တခြားမှာအပြည့်စုံဆုံးနဲ့ယာတအစုံကိုတစ်ပိုက်ထဲမှာလှပပစူးစီးပြီးတော့ထည့်သွင်းပြသွားတဲ့အကောင်းဆုံး episode လည်းဖြစ်ပါတယ် season 1ရောအခု2တစ်ခုလုံးမှာရောဒီ episode ကအကောင်းဆုံး episode လို့တော့ပြောနေကြပါတယ် game နဲ့မတူအောင်လည်းအများကြီးကိုပြောင်းလဲပစ်ထားတယ်ဒီအပြောင်းလဲတွေကပဲလေအခု show ကို elevate ဖြစ်စေပြီးတော့ဒဇင်းမြင့်သွားအောင်ဒဇင်းတိုးသွားအောင်မြင့်တင်ပေးလိုက်တဲ့အရာတွေပဲလည်းဖြစ်ပါတယ်ဥပမာအနေနဲ့ပထမဆုံး Abby ရဲ့ dream sequence ဆိုရင် game ထဲမှာမပါဝင်ခဲ့ပါဘူးသူကအနီရောင်ငရဲလိုမျိုးအခန်းတစ်ခုစီကိုဝင်သွားနေရတယ်လက်ထဲမှာတနက်တစ်ခုကင်ထားခဲ့ပါတယ်ဘတ်သူရဲ့အသက်အရွယ်ကိုကြည့်မယ်ဆိုရင်ငယ်နေသေးတယ်ဆိုတာနဲ့ကျစ်စမီတွေကလည်းတိုးနေသေးတယ်ဆိုတာကိုတွေ့ရပါတယ်ဒါဒီနောက်ပိုင်းမှာသူကိုယ်တိုင်ပြခဲ့လို့အသက်16နှစ်အရွယ်မှာသူ့ရဲ့အဖေသေနေတာကိုသူရှာတွေးခဲ့တဲ့ဆင်းကိုပြန်ပြပြီးတော့အဲ့ဒီမညံကသူမြင်ခဲ့ရတဲ့အရာကသူ့ကိုဒီအချိန်ထိ6လန့်နေစေဖြစ်တယ်ဆိုတာကိုပြခဲ့ပါတယ် NVC တကယ်တမ်းအိမ်မက်မက်နေတာကအသက်ကြီးနေပြီဖြစ်တဲ့ Abby ဖြစ်နေပြီးတော့အသက်ကြီးနေတဲ့ Abby ကလမ်းပြီးတော့တတိပေးလိုက်တယ် His brains are on the floor. သူ့အဖေရဲ့အုံနောက်တွေကမြေကြီးပေါ်မှာပြန်ကျဲနေတဲ့အတွက်မကြည့်ပါနဲ့ဆိုပြီးတော့သူ့ရဲ့အသိကိုပြန်ပြီးတော့တတိပေးနေခြင်းဖြစ်ပါတယ်။ Abby နိုးလာတဲ့အခါမှာတော့သူတို့ဝင်ပြီးတော့တိုက်ရမှာကမျိုးပြကြီးဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပြီ။အဲ့ဒီထဲမှာ Joel ဆိုတဲ့ဘဲကိုဘယ်လိုရှာရမလဲဆိုတာကိုမသိတဲ့အခါမှာတော့ Abby ကလွယ်ပြီးတော့တခြားတစ်ဖွဲ့လုံးရဲ့ plan က Abby ကိုဖြောင်းဖြပြီးတော့ပြန်ကြဖို့အတွက်ဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။ And ဒီအဖွဲ့ကလည်း game တွေကလည်းလုံးဝမတူဘဲနဲ့ပြောင်းလဲထားပါတယ်။ game ထဲမှာဆိုရင်ဒီကောင်တွေကပို့ပြီးတော့ brutal ဖြစ်တဲ့ကြံတန်းနဲ့အထူးသဖြင့်စိတ်ရိုင်းတွေဝင်ပြီးတော့စိတ်ရိုင်းတွေရှိကြပါတယ်။ဒီမှာကတော့သူတို့တွေဒီတငယ်ချင်း Abby ရဲ့အဖေသေးခဲ့တဲ့အတွက်ခံစားနေရတဲ့ဆန္ဒကိုဖြည့်ဆည်းပေးခြင်းတဲ့အတွက်နောက်ကနေပြီးတော့လိုက်လာပေးကြတဲ့ပုံစံအနေနဲ့ပြောင်းလဲထားပါတယ်။တစ်ဖက်မှာတော့ Ellie ရဲ့အခန်းကိုတွေ့လိုက်ရပြီ။ပထမအဆုံးပြတာကဂီတာဖြစ်တယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ဒီဂီတာဒီရှေ့ episode မှာကြိုးပြတ်သွားလို့ဆိုပြီးတော့ Joel ကပြင်ပေးထားတယ်။နောက်ဆုံးအခန်းမှာအိမ်ရှိမှာကင်ပြီးတော့ထိုင်နေတဲ့ဂီတာလည်းဖြစ်ပါတယ်။ဆိုတော့အဖြစ်နိုင်ဆုံးကတော့သူတို့တွေဒီအဲ့ဒီညမတိုင်ခင်နောက်ဆုံးစကားပြောခွင့်ရခဲ့တယ်ဆိုတာပါ။ game ထဲမှာဆိုရင် Ellie က Joel စီကိုရှောက်လာပြီးတော့စကားပြောခဲ့တာဆိုပေမဲ့ဒီမှာကတော့ Joel က Ellie ရဲ့အခန်းထဲကိုသွားပြီးတော့ပြောခဲ့တာမျိုးဖြစ်နိုင်ပါတယ်။ Ellie နိုးလာတဲ့နေ့နောက်တစ်နေ့ဆိုတာဒီ2029ရဲ့ပထမအဆုံးတစ်ရက်နေ့ဖြစ်ပြီးတော့မြို့ထဲကိုဇွန်ဘီတွေဝင်လာတဲ့ဂျိုဆိုးကိုကြုံလိုက်ရတဲ့အပြင် Ellie အတွက်လည်းအကြီးမားဆုံးဆုံးရှုံးမှုကိုနှစ်တင်မှာကြုံတွေ့လိုက်ရခြင်းဖြစ်ပါတယ်။ Jesse ကလာနိုးပြီးတော့မနက်ပိုင်းကင်းလဲဖို့လာခေါ်တာကိုတွေ့ရတယ်လို့ Jesse ကိုပြောတဲ့စကားတွေအရာလဲ Joel နဲ့ Ellie တို့ကြားမှာအရန်ကြီးတင်းမှမနေတော့ဘူးဆိုတာကိုတွေ့လိုက်ရပါတယ် I'm still me, he's still Joel, and nothing's ever going to change that. Joel ကိုရိုင်းကလည်း Ellie ကိုပေးအိတ်လိုက်ပါအောင်ဆိုပြီးတော့ပြောခဲ့တာဆိုတော့ maybe သူတို့တွေကညကစကားပြောခဲ့ကြပြီးတော့ဖြေရောခဲ့ကြပြီဆိုတာကိုမြင်ရနိုင်ပါတယ်။ game ထဲမှာဆိုရင်တော့ဒီမနက်ဒီပုံမှန်မနက်ခင်းတစ်ခုလိုပဲဆိုပေမဲ့ show ထဲမှာတော့ background မှာဆိုရင်မြို့သားတွေကမကြခင်လာတော့မဲ့ battle အတွက်ကြိုပြီးတော့ပြင်ဆင်နေကြတာကိုမြင်ရမှာဖြစ်ပါတယ်။ And Jackson မြို့သားတွေကလည်းမနက်ထဲက Tommy ကဦးဆောင်ပြီးတော့ပြောဖို့လိုတာတွေကိုပြောနေတယ်လှုပ်ဖို့လိုအပ်တာတွေကိုလုပ်နေပါတယ်။ကြိုတင်ပြင်ဆင်မှုတွေကိုလည်းအကွက်ကြကြလုပ်နေခဲ့ခြင်းတွေအရာရှေ့မှာကြုံခဲ့ရသမျှသင်ခန်းစာတွေစီကနေပြီးတော့ဒီမြို့သားတွေကကောင်းကောင်းသင်ယူခဲ့တယ်ပြီးတော့အခုလိုမျိုးအမြဲတတိရှိနေခဲ့ကြတာဖြစ်တဲ့အတွက်အခုအချိန်အထိတောင်းခံနိုင်ခဲ့တာဖြစ်တယ်ဆိုတာကိုလည်းပြသနေပါတယ်သူတို့ရဲ့လမ်းစဉ်ဒီရှေ့ခေတ်ကအတိုင်းပဲရိုးရှင်းနဲ့အန်ဒီရဲ့ကြုံလာတဲ့အခါမှာမိမနဲ့ကလေးတွေကမြေရောက်မှာပုံရှောင်ကြရတယ်ယောက်ျားကြီးနဲ့တိုက်နိုင်သူမှန်သမျှကတော့လက်နက်ဆွဲပြီးတော့ကာကွယ်ရေးမှာပါဝင်ရမှာဖြစ်ပါတယ်ဂျက်စီပြောတာအရဆိုရင် Joel ဒီအစောကြီးထားပြီးတော့ဒီနာနဲ့ထွက်သွားပြီဆိုပြီးတော့သိရတယ်ဂိမ်းနဲ့မတူဘဲနဲ့ပြောင်းလဲထားတာကတော့ဂိမ်းထဲမှာဆိုရင် Joel က Tommy နဲ့အတူတူထွက်သွားတာဖြစ်တယ်အနောက်ကနေပြီးတော့ Ellie နဲ့ Dina တို့ကအတူတူလိုက်ခဲ့ကြခြင်းဖြစ်ပါတယ်ဒီမှာသူတို့ပြောင်းလဲလိုက်တဲ့ပုံစံကတော့ဒီနာက Joel နဲ့ရှိနေတဲ့အတွက်နာမည်တွေ WLF ဆိုတဲ့ Abby တို့အဖွဲ့ကလူတွေအကြောင်းကိုသိခဲ့ရပြီးတော့တစ်ချိန်မှာ Ellie ကိုပြန်ပြောဖို့အတွက်ဖြစ်ပါတယ်။ Jesse ကတော့ Ellie နဲ့အတူဝီအခန်းထဲမှာရှိနေခြင်းဒီ Eugene ဆိုတဲ့ character အတွက်အခြေဆက်လုပ်ပြဖို့အတွက်ပဲဖြစ်ပါတယ်။ And of course Tommy ကိုမြို့ထဲမှာထားခဲ့ခြင်းကတော့မြို့ကိုသူ့ရဲ့ကောင်းအဖြစ်ကာကွယ်ပေးဖို့အတွက်လည်းဖြစ်ပါတယ်။မြို့ထဲကနေပြီးတော့ထွက်ဖို့ပြင်တဲ့အခါမှာတော့ရှေ့အပိုင်းမှာ Ellie နဲ့ညီးခဲ့ကြတဲ့ Seth ကတောင်းပန်ပြီးတော့မုတ်လုပ်ပေးရဲဆိုတာကိုတွေ့ရပါတယ်။ဒါဒီ
game နဲ့ကအတိုင်းတိုက်ရိုက်ပြန်လဲဖန်တီးထားတာဖြစ်လို့ Ellie ကတော့ထုံးစံအတိုင်းအချိုးမပြေသေးဘူးဆိုတာကိုတွေ့ရမှာပါဒါတွေအရာဆိုရင်အခုလိုကဘာပြတ်ပြီးသွားတဲ့အချိန်မှာအဲ့ဒီမတိုင်ခင်ကရှင်ကြံခဲ့တဲ့သူတွေဒီ redemption ဆိုတဲ့ခွင့်လွှတ်ခြင်းတို့နောင်နာရခြင်းတို့ဆိုတာတွေကိုခံစားနေကြရပြီးတော့ကဘာပြတ်ပြီးရဲ့အချိန်ကြာမှမွေးလာတဲ့ကလေးတွေကတော့သူတို့မှရှင်တန်စရာဆိုလို့ကြမ်းတမ်းတဲ့လမ်းပဲရှိတဲ့အတွက်အရင်ဆန်နေကြတယ်ဆိုတာကိုလည်းမြင်ရနိုင်ပါတယ်တစ်ဖက်မှာတော့ border တွေကရှော့ဖို့အတွက်ကြိုးစားနေကြတာကိုသိတဲ့ Abby ကမြို့ထဲကနေပြီးတော့လူနှစ်ယောက်ထွက်လာတာကိုတွေ့လိုက်ရတဲ့အခါကိုယ်တိုင်ပဲချင်းကပ်ဖို့အတွက်ကြိုးစားခဲ့ပါတယ် Badland တစ်လျှောက်မှာ zombie တွေနဲ့တွေ့ပြီးတော့သူ့ကိုကယ်ခဲ့တဲ့လူကသူတက်ချင်နေတဲ့ Joel ပဲဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်သူက Joel ဆိုတဲ့နာမည်ကိုကြားလိုက်ရတဲ့ကချက်ချင်းတနတ်ထုတ်ဖို့အတွက်ကြိုးစားတယ်လို့ Joel ရဲ့တနတ်ကိုယူပြီးတော့လည်းချက်ချင်းပြစ်တက်ဖို့အတွက်ကြံမိပါသေးတယ်ဘယ်သူရဲ့စန္ဒရှေ့ episode မှာပြောခဲ့တယ်လို့ပဲဖြည်းဖြည်းချင်းတက်ချင်တာဆိုတဲ့အတွက်မြခေါ်လာခဲ့ဖို့အတွက်ဖြစ်လာခဲ့ပါတယ်အပြီးမှာသူတို့နောက်ကိုလိုက်နေခဲ့တဲ့ zombie တွေကလည်းမြို့ဘက်ကိုအာရုံပြောင်းသွားခဲ့ပါတယ်တစ်ဖက်မှာတော့ Ellie နဲ့ Jesse တို့က Wii တွေရှိတဲ့ Eugene ရဲ့ 7-Eleven စီကိုရောက်လာကြတယ် Eugene ရဲ့ Firefly တစိတ်ကိုတွေ့လိုက်ရတယ်လို့ Ellie က Eugene နဲ့ပတ်သက်ပြီးတော့ Joel တက်လိုက်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တခုခုသိနေတယ်ဆိုတာကိုမျက်နှာမှာမြင်လိုက်ရပါတယ် Jackson ကို zombie တွေဝင်တိုက်တဲ့အခန်းကြီးတစ်ခုလုံး sequence ကြီးတစ်ခုလုံးကလည်းစောက်ရမ်းလိုက်ပါတယ်အခုလိုမျိုး game ထဲမှာမပါတဲ့အရာတွေကိုထည့်ရိုက်ပြပြီးတော့သူတို့ကရှေ့မှာပြောခဲ့တယ်လို့ခန်းစားချက်တစ်ခုကိုကြွတက်သွားအောင် elevate လုပ်နိုင်တဲ့အရာမျိုးလည်းဖြစ်ပါတယ် Joel ဒီအတန်ကြီးကြားတာနဲ့လမ်းကြည့်လိုက်ပြီးတော့ Jackson မျိုးကမီးတွေကိုမြင်လိုက်ရတဲ့အချိန်မှာချက်ချင်းပဲပြန်ဖို့အတွက်လုပ်တယ်ဆိုတာကိုမြင်ရမှာပါ But Dina အေးနေပြီဆိုတာကိုမြင်အပြီးမှာ Dina ကိုလည်းသူ့ရဲ့သမီးအသစ်တစ်ယောက်လိုချစ်တဲ့အတွက်အေးသက်တာအောင်ဆိုပြီးတော့ Ellie ခေါ်တဲ့တေတွင်းစီကိုသူကလိုက်သွားခဲ့တာဖြစ်ပါတယ်မြင်းပေါ်ကနေပြီးတော့ဆင်းတဲ့အချိန်မှာလည်း Dina ကိုသူကမအေးအောင်ဆိုပြီးတော့ဖတ်ထားပေးရဲဆိုတာကိုတွေ့ရမှာပါအထက်ရောက်တော့လည်း Dina ရဲ့ခေါင်းကိုတနတ်နဲ့ချိန်လိုက်ခြင်းက Joel ကိုလုံးဝမခုခံတော့ဘဲနဲ့ဖြစ်သွားစေရဲဆိုတာကိုတွေ့ရမှာပါ game ထဲမှာတော့သူတို့ဒီပါလာတဲ့ Tommy ကိုတနတ်တွေနဲ့ထုရရင်းနဲ့ knock out လုပ်ခဲ့ကြတာဖြစ်ပြီးတော့ဒီမှာကတော့ Dina ကိုသူတို့ကမေးစီပဲပေးခဲ့ကြတယ်ဆိုတာကိုတွေ့ရမှာပါ and conversation တစ်လျှောက်လဲသူတို့က Dina ကိုနာကျင်စေဖို့အတွက်ဆန္ဒမရှိကြောင်း Joel ကိုပဲတက်ကျင်တာဖြစ်ကြောင်းကိုပြောနေခဲ့တယ်လို့ Abby ရဲ့အဖွဲ့တွေကရှေ့မှာပြောခဲ့တယ်လို့ကြမ်းကြမ်းတန်တန်ဟုတ်မနေဘူးဆိုတာကိုလည်းတွေ့ရမှာပါ and ဒီပြောင်းလဲခြင်းဒီအရင်အရေးကြီးပါတယ်ဒီပြောင်းလဲခြင်းကိုမှတ်ထားပေးပါဒါဒီနောက် episode မှာအဓိက key point အနေနဲ့ပါဝင်လာမှာလည်းဖြစ်ပါတယ် Joel အတွက်လည်းသူမသိခင်မှာနောက်ဆုံးသူ့ရဲ့သမီးအစ်စ်လို့ပြောလို့ရတဲ့ Dina လုံခြုံနေဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတေဖို့အတွက်စိတ်ဖြောင်းသွားခဲ့တယ်ဆိုတာကိုမြင်ရမှာပါထပ်ပြီး game နဲ့မတူတာကတော့ Abby ကစကားတွေအများကြီးပြောသွားခဲ့ခြင်းဖြစ်ပါတယ်ဒါဒီကြည့်ရှုသူကိုသူတို့က Abby နဲ့ပတ်သက်ပြီးတော့လဲစာနာပေးစေခြင်းနဲ့ Abby ကိုနားလဲပေးစေခြင်းနဲ့စိတ်ပေါ်အောင်ဆိုပြီးတော့ရိုက်ပြထားတာဖြစ်ပါတယ် and yes နင်ကငါရဲ့အဖေကိုတတ်ခဲ့တာပဲဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ Joel ကသူ့ရဲ့အဖြစ်ကိုသူကတီးလိုက်တယ်လို့တေဖို့အတွက်လည်းလက်ခံလိုက်ပြီးဆိုတာကိုတွေ့ရပါတယ်ဒါဒီယောက်ျားတစ်ယောက်ရဲ့ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်ဒါကြောင့်အမြန်နာရှင်းပြဖို့အတွက်သူကပြောလိုက်တယ် and ပြောလိုက်တဲ့ပုံစံကလည်း game နဲ့ကနေမတူဘူးစောင်းအောင်ပြီးတော့ပြောလိုက်တယ်လို့ပါဇက်ပိတ်စောင်းအောင်ပြီးတော့ပြောလိုက်တယ်လို့ပါဇက်ပိတ်ပြီးတော့လှုပ်ရှားရှိတာကိုလှုပ်ဆန်းမှဆိုပြီးတော့ပြောလိုက်ခြင်းဒီသူကိုယ်တိုင်အခုလိုမျိုး Abby အရွယ်ကလေးမလေးတစ်ယောက်နဲ့အချိန်ကြာနေခဲ့ပူတဲ့အတွက်ကောင်မလေးတွေရဲ့အထာကိုတီးလို့စိတ်ကိုစွာပေးလိုက်ခြင်းမျိုးလည်းဖြစ်ပါတယ် Shut the fuck up and do it already. But Abby ကတော့မင်းလောလို့မရဘူးဆိုတာကို game နဲ့ကအတိုင်းပြောရင်းနဲ့ခေါက်ရိုက်တန်ကိုယူပြီးတော့ရိုက်ပစ်လိုက်ပါတယ် game နဲ့မှာကတော့ခေါက်ရိုက်တန်နဲ့ပဲဒီအတိုင်းတေးအောင်အထိရိုက်ပစ်ခဲ့ခြင်းဖြစ်ပေမဲ့ဒီမှာမတူတာကတော့ခေါက်ရိုက်တန်တွေကတစ်ချက်မှာဆိုရင်ခေါက်တန်ကျိုးသွားတဲ့အတန်ကိုပါကြားလိုက်ရပါတယ် and အဲ့ဒီကျိုးသွားခဲ့တဲ့ဒုံနဲ့ပဲအဆုံးမှာ Joel ကိုထိုးတက်ဖြစ်ခဲ့ခြင်းလည်းဖြစ်ပါတယ်အဆုံးမှာ Ellie ကလည်းဒီအခန်းထဲကိုဝင်လာနိုင်ခဲ့တဲ့ Joel တေတာကိုချုပ်ထားခံရပြီးတော့ဘာမှမလုပ်နိုင်ပဲကြီးခဲ့ရပါတယ်ဒါဒီ Ellie နဲ့ Abby တို့ကိုချိတ်ဆက်ပြီးတော့ပြသွားခြင်းလည်းဖြစ်ပါတယ် Ellie ရဲ့အနာဂတ်ကို foreshadow လုပ်ပြသွားခြင်းလည်းဖြစ်ပါတယ် Abby ဒီလည်းအသက်19နှစ်အရွယ်မှာသူ့ရဲ့အဖေတေခဲ့တာကိုမြင်ခဲ့ရတယ်အခုလိုမျိုးကြမ်းတမ်းတဲ့လမ်းစီကိုရောက်လာခဲ့ပါတယ်အခု Ellie ကိုယ်တိုင်ကလည်းအသက်19နှစ်အရွယ်မှာသူ့ရဲ့အဖေတေတာကိုမြင်လိုက်ရပြီ Ellie ရဲ့မကြခင်လာတော့မဲ့ရှောက်လန်းကလည်းကြမ်းတမ်းတော့မယ်ဆိုတာကိုခင်းကျင်းပြသွားခြင်းလည်းဖြစ်ပါတယ် and of course now episode တွေကနေစပြီးတော့ Ellie ကအကုန်လုံးကိုလိုက်တက်ပြစ်တော့မှလည်းဖြစ်လို့ Ellie အခုလိုမျိုးဖြစ်လာတော့မယ် vengeance ဆိုတဲ့လမ်းကိုရှောက်တော့မယ်ဆိုတာကိုလည်း Joel ကသိပြီးတော့တေးသွားခဲ့ရတာကအဆိုးရွားဆုံးဖြစ်ရပါပဲအဆုံးမှာတော့ Ellie ဒီ bike ကိုအကန်ခံလိုက်ရတဲ့အချိန်မှာနံရိုးတွေပါကျိုးသွားခဲ့တယ်ဆိုပြီးတော့ director ကဖြေကြားထားခဲ့တယ်အဆုံးမှာသူကမောက်ရက်ကြီးလာနေပြီးတော့ Joel ရဲ့လက်ကိုကင်ထားခဲ့ခြင်းစင်ဒီသူကိုယ်တိုင်ကအဲ့ဒီစင်မှာတေးတော့မယ်ဆိုပြီးတော့ခံစားနေရတာဖြစ်ကြောင်းကိုရှင်းပြခဲ့ပါတယ် so that's all for today guys အားလုံးလည်းကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်မကြခင်မှာ episode 3ကိုလည်း breakdown လေးလုပ်ပြီးတော့အောင်မလို့ like ပါစီမျှော်ပေးကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ် and as always guys video လေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ video တွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက် video တွေမှာပဲတွေ့ကြရအောင်